တွင်ပထမသတင်းပတ်ရဲ့အင်္ဂါနေ့ရှမာတေဟုဧဝံဂေလိကျမ်းခန်းကြီး6အခန်းငယ်9မှ15သင်တို့သည်ဆုတောင်းကြသောအခါလူမျိုးသားတို့ဤတူအနှစ်သာရမဲ့သောစကားလုံးအမြောက်အများကိုမရွတ်ဆိုကြနှင့်အကြောင်းမူကားသူတို့သည်များစွာသောစကားတို့ကိုရွတ်ဆိုခြင်းဖြင့်မိမိတို့တောင်းလျှောက်သောဆုကိုရကြလိမ့်မည်ဟုထင်မှတ်ကြ၏သင်တို့မူကားထိုကဲ့သို့မပြုလုပ်ကြနှင့်အကြောင်းမူကားသင်တို့လိုအပ်သောအရာကိုသင်တို့မတောင်းမီကပင်သင်တို့၏အဖသည်သိတော်မူ၏ထို့ကြောင့်သင်တို့သည်ဤသို့ဆုတောင်းကြရမည်ကောင်းကင်ဘုံ၌ကိန်းဝတ်တော်မူသောကျွန်ုပ်တို့၏အဖကိုရော၏နာမတော်အားယိုသည်လင်းမြတ်ခြင်းရှိပါစေသောကိုရော၏နိုင်ငံတော်သည်ရောက်ပါစေသောကောင်းကင်ဘုံ၌ဖြစ်တဲ့ကဲ့သို့မြေကြီးပေါ်၌လည်းကိုရော၏အလိုတော်သည်ပြည့်စုံပါစေသောနေ့စဉ်မပြတ်အလိုရှိရသောအစားအစာကိုကျွန်ုပ်တို့အားယနေ့၌ပင်ပေးသနာတော်မူပါကျွန်ုပ်တို့ကိုထိခိုက်ကျူးလွန်သောသူတို့အားကျွန်ုပ်တို့ခွင့်လွှတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုလည်းခွင့်လွှတ်တော်မူပါနှောက်ယှက်ခြင်းအမှုတို့၌ကျွန်ုပ်တို့ကိုပါဝင်ခြင်းမရှိစေဘဲလျက်မကောင်းမှုသည်များနှင့်ကင်းလွတ်စေတော်မူပါဟု၍ဆုတောင်းကြရမည်အကြောင်းမူကားသင်တို့သည်လူတို့၏အပြစ်များကိုခွင့်လွှတ်ကြလျင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့၏အဖသည်လည်းသင်တို့ကိုခွင့်လွှတ်တော်မူလိမ့်မည်သို့သောသင်တို့သည်လူတို့၏အပြစ်များကိုခွင့်မလွှတ်ကြလျင်သင်တို့၏အဖသည်လည်းသင်တို့၏အပြစ်များကိုခွင့်လွှတ်တော်မူလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏ယေရှုခရစ်တော်သခင်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း A spiritual journey through prayer ဆုတောင်းခြင်းအဖြစ်ဝိညာဉ်အသက်တာကိုရှောက်လာခြင်းဝါရင်းကာလကိုဝိညာဉ်ခရီးဖြစ်ကျွန်တော်တို့ဆက်လက်ပြီးထောက်ရှုနေကြပါတယ်ဒီလိုရှောက်လန်းတဲ့နေရာမှာပုံစံနောက်တစ်မျိုးကတော့ဆုတောင်းခြင်းအဖြစ်ရှောက်လန်းခြင်းဖြစ်ပါတယ်ဆုတောင်းခြင်းဟာတော်သူများကိုင်သူများပြောဆိုနေထိုင်ပြုမှုကြည်ကြံသူများတွေးခေါ်သူများအရာအားလုံးအတွက်အခြေခံဖြစ်ရပါမယ်ဒီအရာများအားလုံးဟာဆုတောင်းခြင်းနဲ့ဆက်ဆက်နေကြရပါလိမ့်မယ်တနေ့ကကြားတဲ့ချိုးကြံဝါရှောင်ခြင်းပဲဖြစ်ဖြစ်မနေ့ကကြားတဲ့လူဒါနပေးဝေခြင်းပဲဖြစ်ဖြစ်ဆုတောင်းခြင်းနဲ့ဆက်ဆက်နေကြပါလိမ့်မယ်ဆုတောင်းခြင်းတတ်ကိုယ်တွေကဘယ်လိုအဓိပ္ပာယ်ရလဲဆိုရင်အဆက်အသွယ်ပြုခြင်းလို့အဓိပ္ပာယ်ရပါတယ်မြတ်သောအယူဝါဒမှာဒီလိုမျိုးသွန်သင်ထားတာကိုတွေ့ရပါတယ်ဖျားသခင်နဲ့ဆက်သွယ်ပြုခြင်းကိုယ်ချင်းချင်းဆက်သွယ်ပြုခြင်းဖြစ်ပါတယ်ပထမကျမ်းမှကြားတယ်နှုတ်ကပတ်တော်လာတယ်ပြန်သွားလို့ရှိရင်ဒီနှုတ်ကပတ်တော်ဒီတိုင်းပြန်မသွားဘူးအတိတ်ကအသီးပွင့်နဲ့အကျိုးစားအများစွာပြန်သွားတယ်လို့ဆိုပါတယ်ဒီအဆက်တွေကဖျားဘက်ကစတယ်ပြန်လဲပြီးအဆုံးသတ်ပေးတယ်အကောင့်ထဲပေါ်ပေးတယ်ဝါရင်းဟာဖျားသခင်နဲ့အဆက်တွေကိုတထူးတခြားနှက်ဆိုင်အောင်ခိုင်မာအောင်တည်တတ်အောင်ကြိုးစားအားထုတ်ရတဲ့ကာလလည်းပဲဖြစ်ပါတယ်ဆုတောင်းခြင်းကိုအရှိန်အဟုန်မြင့်ရတဲ့ကာလလည်းပဲဖြစ်ပါတယ်ဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့အားလုံးဟာဖျားသခင်နဲ့အဆက်အသွယ်ပြုကြပါလိမ့်မယ်ဘယ်လိုအဆက်အသွယ်မျိုးလဲဆိုရင်တာမန်အဆက်အသွယ်မျိုးမဟုတ်ပဲခမည်းတော်နဲ့သူ့ရဲ့သားသမီးတွေအဖြစ်နှက်ဆိုင်နဲ့ချစ်ချင်းမေတ္တာပေါ်အခြေခံတဲ့နှလုံးသားချင်းဆက်တွယ်တဲ့ဆက်နွယ်မှုမျိုးဖြစ်ပါတယ်ဒါဟာဆုတောင်းမြတ်တာအဖြစ်အကောင့်ထဲပေါ်တဲ့အရာလည်းပဲဖြစ်နေပါတယ်ဒီအဆက်အသွယ်ကိုချိုးချမ်းဝါရှောင်ခြင်းဖြင့်ကျွန်တော်တို့အကောင့်ထဲပေါ်ကြသလိုလူဒါနပေးကမ်းခြင်းအဖြစ်အားလည်းပဲအကောင့်ထဲပေါ်ပါတယ်ဆုတောင်းခြင်းအဖြစ်လည်းပဲဒီရများအားလုံးကိုစုပေါင်းပြီးအဆက်အသွယ်ကိုလက်တွေ့ကြကြအသက်ရှင်နေထိုင်ကြပါတယ်ဒါကြောင့်ဒီဘဝတွင်ကာလဟာကျေးဇူးတော်ကာလဆုတောင်းခြင်းကိုမြင့်တင်ရမယ့်ကာလဖျားသခင်နဲ့အဆက်အသွယ်ကိုပုံမနှက်ဆိုင်အောင်ကြိုးစားအားထုတ်ကြမယ့်ကာလလည်းဖြစ်ပါတယ်ပထမကျမ်းမှာကြားသလိုနှုတ်ကပတ်တော်ကအရင်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီနှုတ်ကပတ်တော်ကိုနားထောင်ဖို့အတွက်လေ့ကျင့်ကြတယ်ကိုယ့်ရဲ့ကိုယ်ခံနှလုံးသားကိုအသစ်တိတ်ဆိတ်နေဖို့လည်းပဲအားထုတ်ကြတဲ့ကာလဖြစ်ပါတယ်ဒီဆုတောင်းခြင်းချိုးချံဝါရှောင်ခြင်းအလှူဒါနပေးကမ်းခြင်းတစ်ခုတည်းတစ်ခုကလည်းပဲဆက်ဆက်နေကြရပါလိမ့်မယ်ဆုပဲတောင်းမယ်ချိုးချံဝါရှောင်ခြင်းမရှိဘူးဆိုရင်လည်းပဲပြေဝဆုံနေတဲ့ဆုတောင်းခြင်းမျိုးဖြစ်မလာနိုင်သေးပါဘူးဒါကြောင့်ဒီရများကိုပြန်လဲစုစည်းပြီးဘုရားသခင်နဲ့အဆက်အသွယ်တည်ဆောက်ဖို့အတွက်ဒီအရေးကြီးတဲ့၃ခုကိုဒီဝါရင်းကာလမှာအကောင်းဆုံးကျင့်ကြံအားထုတ်ဆောက်တည်ကြပါစို့